ရတယ်ရုပ်တယ်မှာမော်ဖီဟုတ်ပြီမင်းတို့ဖလားရမင်းတို့ဖလားရမှာတီးကြတော့ကွာမင်းတို့အာဆင်နယ်ဖလားရရင်နေ့တိုင်းကဂရုံးတုံးပြီးတော့နေ့တိုင်းဂရုံးနဲ့တော့အခန်းထဲမှာပြောတာတောင်းတာ365ရက်လုံးကွာငါဂရုံးနဲ့ပဲနေပဲကွာနေ့တိုင်းကွာငါအာဆင်နယ်ဖလားမရဘူးလို့အာချောက်ပြီးလို့ဂရုံးတော့ပါတယ်ဆိုနေ့တိုင်း365ရက်အတိဟုတ်တယ်ပြီမယ်မင်းတို့အာဆင်နယ်ဖလားမရလို့ရှိရင်မင်းအဲ့လိုဂရုံးတုံးပြီးကျွန်တော်အာဆင်နယ်ဖလားရမလို့အာချောက်ပြီးလို့ဂရုံးတော့ပါတယ်ဆို365ရက်အတိနေ့တိုင်းတင်ရမယ်စိတ်ခေါ်ပါငါ့အဲ့ဒါမလာမပြောနဲ့မင်းဘာလို့ဆိုတာငါဘေးအဲ့ဒီစီဝေးပုံဒီစိန်ခေါ်မှုပဲရေပြောပြီးမှကျွန်တော်ဆက်ပြောမယ်။ဘာလို့ဒီမှာ robot ယူနေရစီဝါလို့မရဘူး။အစင်ကတန်းရှိပြီသားတန်းဝယ်ပြီသားကွာတော့ဟုတ်လား။ဖလားရခြင်းမရခြင်းဆိုတာဒီကမကြနေကွာဘောပေါက်တယ်။ဟိုဒီပတ်ဆက်ရောက်။အဲ့ပတ်ဆက်မင်းဒီလည်းမဝယ်ငါဒီလည်းမဝယ်သူတို့ဖက်နေတယ်ဝယ်တာ။အဒီကမင်းနဲ့ငါနဲ့ဘောလုံးဝဲပေါ်မှာဖလားရခြင်းမရခြင်းနဲ့နိုင်ခြင်းနဲ့ညို့လောင်းလား။ဘာလဲစတာဒါရှိမှာရတယ်ဟာဒီနော်ဒီပွဲဆိုတာလေအောင်မြင်မအောင်မြင်နေရလေဒါပတ်စံချမ်းသာခြင်းငွေချင်းနဲ့တိုင်းတာမဟုတ်ဖလားရခြင်းမရခြင်းနဲ့ဖလားရတာအောင်မြင်တာပဲဖလားမရတာမအောင်မြင်တာပဲအပူနီလာပဲရောနေငါတို့ကနိုင်ရောအောက်ကနေမုတ်ကြည့်ရတယ်ဝဲမုတ်ကြည့်ငါတို့ကဟေးပါမင်းတို့မုတ်ကြည့်တယ်ဆိုတာငါတို့ကဂျူစီရဖလားသုံးလုံးထပ်ပြီးထိုင်ပြီးမင်းတို့ကြည့်ရတာဂျာမီကဘယ်ကတော့ဖို့ဘီဘူးတိုင်းပြီးကြည့်နေတာမင်းကဘူးလို့ရအောင်လောင်းရင်လားမအောင်လားမင်းတို့အသေးမလို့ဂျုံကြီးဘူးရှိလားလောင်းရင်လားမအောင်ရလားနောက်ခေါင်းတော့မင်းတို့သေးအောင်မင်းတို့ဂျုံကြီးဘူးရှိလောင်းရင်လားမအောင်ရလားအာဒီနဲ့ဖလားရမရတော့တို့ကြီးတော့တော့မရတော့ရှိတယ်မင်းကဆိုးမင်းတော့ပေးတာတယ်မဟုတ်ရောဘန်ရတယ်ဒါတော့ကွာမင်းရအခုတော့ဘန်ရတယ်ကရုံတုံးနဲ့တော့ကရုံတုံးပြီးတော့365ရက်တော့ပို့တင်ရမယ်ဘလို့လဲဟမ်စိတ်ကိုရတာ365ရက်တော့ကွာကျွန်တော်အားချောင်ပြီးလို့ကရုံတုံးရပါဆိုပို့တင်ရမယ်ဘယ်ရငါတို့လောက်ကကရုံတုံးလို့မရဘူးအော်တုံးလို့မရတော့ဒီသမင်တို့ရောက်ကိုပိုးလေးကိုသမင်တို့ဆောင်လိုက်ကိုပိုးလေးလို့သမင်တို့ဆောင်လိုက်မင်းကကရုံမှာငါတို့လောက်ကကရုံတုံးလို့မရတော့မင်းတို့အားတယ်ဖလားရမလို့သိတယ်ဗလားဖလားမရဘူးသာသိတယ်ပေါ့လက်နဲ့ပေါ့အစနဲ့ဖလားရမှာမဟုတ်လေမင်းငါရှုံးရတယ်လေငါတော့မကောင်းဘူးငါနိုင်ဝဲလေငါတော့ကြိုးမမရှိတာယူမလို့ဘူးရဒါအကျိုးရှိတယ်မရှိသေးတော့တယ်ဒါတယောက်စိတ်ခေါ်တာဝိုင်းဘာပြောဒါအကျိုးရှိတာပဲတယောက်ဂုံးစားရတယ်သားတယ်ဝေးမိုင်ဖမ်လို့ကိုပြောဟာတပြက်လုံးမိုင်ဖမ်ဒီလာရဒီမှာတက်တူးပါရမှာတက်တူးရထိုးတာမှာ6ပါဒီလာတက်တူးရထိုးတာမင်းတို့တော့မဟုတ်ဘူးမင်းတို့တော့ချလိုက်လို့ချတာအကျိုးရလို့ချတာဘယ်ပါဘယ်နောက်နေ့ကိုလက်ခံလိုက်အဲ့ပထမတစ်ဆင့်ကိုလက်ခံရင်နောက်တစ်ဆင့်ကပြောတော့ပထမတစ်ဆင့်ကိုလက်ခံလိုက်လက်ခံတော့ပြည့်တယ်ပြောဒါပဲရအောင်မင်းလက်ခံလိုက်တဲ့ပုံဒီနေ့မှဒီမှာ report ရှိသွားပြီ